မင်္ဂလာပါများစကိုင်းရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ပွဲတွေတော်တော်များလာဖြစ်တဲ့အတွက်ကျွန်တော်အရင်ရက်တရာလို့တော့တပွဲသေးကိုအရန်ကြီးအသေးစိတ်တော့ပြောမှာမဟုတ်ပါဘူးကျွန်တော်နည်းနည်းလေးချက်သိမ်းတဲ့ data ရှိရင်တော့ကျွန်တော်ချန်ခဲ့မှာပါဆိုတော့ညနေ6နာရီမှာစပြီးတော့ကစားမဲ့ OCD နဲ့ Man United ပွဲကိုကျွန်တော်အရင်ဆုံးသုံးသပ်ပေးပါမယ် Man United ကတော့သူတို့ကထုံးစံအတိုင်းပဲဒီရာသီအသိန်းဒီပွဲစဉ်39 38ဒီဘလောက်ကောင်းကောင်းရာသီပြန်စရင်အနေငယ်လေးတိုင်ပတ်တတ်တာလွန်ခဲ့တဲ့5နှစ်လောက်ထဲကကျွန်တော်တို့သတိထားမိပါတယ်ပြောချင်တဲ့သဘောကတော့ Man United ကရာသီအစအဖွင့်ပွဲဒီပွဲစဉ်တက်ဆိုရင်တော့များသောအားဖြင့်နိုင်အောင်မှဈေးနိုင်နေမရှိဘူးဗောလေဒီတစ်ချက်ကိုလည်းကျွန်တော်တို့သတိထားရမယ်ဒါအပြင်မှာဟူစီဒီကသူ့အိမ်ကွင်းမှာ Man United နဲ့ကစားရတိုင်းနောက်ဆုံး head to head 5ပွဲလောက်ထိ Man United 2 ဂိုးမပြတ်ထားတော့တွေ့ရပါတယ်လက်ရှိအာချာအကျော်ပေးမှုအရာတော့2 ဂိုးပြတ်ရမယ်ဆိုတဲ့အနေအထားဒီလုံးအပြည့်ရှုံနီးပါးလောက်ကတော့ကျွန်တော် Man United ကိုနည်းနည်းလေးတော့လန့်နေဘာလို့လဲဆိုတော့တကူရင်းနဲ့ကတ်နိုင်တော့မှာဆိုတော့ဒါအောင်မှကိုပေါင်းအနေနဲ့3-3တီနဲ့ပြန်ကားထားခြင်းအပြင်ခမသိရင်ဟူစီတီပါကိုရပြီးတော့ကိုလည်းမြောင်ဝနိုင်တယ်ဒီတော့ဒီပွဲရတော့ကျွန်တော်တိတ်ပြီးတော့အချိုက်မရှိဘူးအစောပွဲလေးဖြစ်တဲ့အတွက်ရှောင်းသေးခြင်းပါတယ်မရှောင်းနိုင်ဘူးဆိုရင်တော့ကျွန်တော် Man United ဘက်ကနေပြီးတော့အနိုင်အုံးလေးပို့ပြီးတော့ဘောကျပါတယ်ဗျ Everton နဲ့ Palace ပွဲပါဒီပွဲရတော့ကျွန်တော်အသင်းရတော့တော်တော်လေးဝေခွဲရခက်တယ်ဈေးကွက်အနေထားအရာတော့ကျွန်တော်တို့က Everton တော်တော်လေးကောင်းတယ်ဆိုပေမဲ့လို့ Everton ကတခါတလေမှုပေါ့အများဆုံးအဖြစ်လွန်ခဲ့တဲ့4-5နှစ်လောက်ထိဒါရာသီအစပွဲစဉ်နေဆိုရင်သူတို့တော်တော်လေးတိုင်ပတ်လေးရှိတယ်အဲ့ဒီတစ်ချက်ကိုတော့ကျွန်တော်တို့သတိထားရမယ်2021မှာနောက်ဆုံးသူတို့ Southampton ကိုပွဲစဉ်တက်မှာ3-1နဲ့နိုင်ခဲ့တဲ့နောက်ဒီ2022ကစလို့အခုလက်ရှိဒီ2025-26ရာသီပြီးရဲ့အထိပွဲစဉ်တစ်တိုင်း Everton ရှုံးထားတဲ့ဒီ rhythm ဆိုစံချိန်ဆိုတခုတော့ရှိနေတာကိုကျွန်တော်တို့သတိပြုရပါမယ်မနေ့တုန်းကတော့ပဲလီရှုံးပွဲမရှိသေးတဲ့အချိန်အော်တိုဘာလ9ရက်နေ့2025မှာတော့ Everton အင်ကွင်းမှာပဲအခုလိုအကျော်ပေးမှုမျိုးဒီ30လောက်ပေးခဲ့တာဖြစ်ပြီးတော့2-1နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအဲ့ပွဲမှာတော့ penalty ပါတာချိန်ပုံမှသွင်းတာဒီဂိုးတွေပါတော့သတိပြုရမယ်ဆိုရင်လည်းလို့နိုင်တာတော့နိုင်တာပဲပေါ့လေဒီအနေထားမှာဆိုတော့ကျွန်တော်ကတော့ဒီအနေထားမျိုးမှာတော့ Paris ကလည်းပြန်ကြည့်မယ်ဆိုရင် Oliver Glasner ထွက်ခေါ်သွားတာဖြစ်တဲ့အတွက်ဒီနီးပြ search နဲ့ပြန်ပြီးတော့သူတို့ပြောင်းထားတယ် Lance နဲ့ Lion ကအရင်ကင်တွဲခဲ့တဲ့နီးပြပါဆိုတော့ကျွန်တော်ကတော့ဒီပွဲကိုဂိုးအနေကိုလည်းသဘောကျတယ်ဒါပေမဲ့လို့ကျွန်တော် Everton ကိုတော့အရန်ကြီးကြိုက်တယ်တော့မဟုတ် Everton ရှုံးတော့မရှုံးတော့ဘူးဗျာဒီလားဘာလို့ဆို Everton ကလက်ရှိအနေထားအရာတော့ရှုံးတော့မရှုံးတော့ဘူးဆိုပေမဲ့လို့ဖြစ်မနေတသိန်းရွေးပါဆိုရင်တော့ကျွန်တော်ကတော့ Palace ကိုပဲရွေးချင်ပါတယ်ဗျ Palace ကတော့အခမ်းမသိရင်ဒါသေရီပါရီကန်ဝါနိုင်မယ်အသင်းလို့ပဲကျွန်တော်မြင်ပါတယ်ကျွန်တော်အရှိပွဲမှာ Palace ကိုသဘောကျရဲဆိုတာဒီပွဲနဲ့ချိန်လို့ပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်သူတို့ယာတီသိမ်းခဲ့တဲ့ standing တွေကျွန်တော်တို့ပြန်ပြီးတော့ကြည့်လိုက်အောင်2025-26ရာသီသိန်းတုန်းက Everton 73 Palace 15ပါတစိမ့်မဲချပြီးတော့ကျွန်တော်တို့ဒါသေတဝက်ရှုံပေးထားတာဖြစ်ပါတယ်Nottingham အဆင့်16ကနေအဆင့်14နဲ့ရာသီသိမ်းခဲ့တဲ့ Leeds ကိုပြန်ပြီးတော့ဒီနေထားမှာဒီတော့ရှုံးဝင်ကိုဒီ30ဝင်လောက်ပြန်ပြီးတော့ပေးထားခြင်းအပြင်အောက်ကနေတောင်အထက်ကိုပြန်ပေးတဲ့ဆိုရင်အထက်ကနေအောက်ကိုလည်းဒီလို margin line မျိုးကအရန်ကြီးတော့ Everton ရှားလက်ကောင်းနိုင်မယ် margin line တော့မဟုတ်ဘူးလို့ကျွန်တော်ကသတ်မှတ်တာဖြစ်လို့ဟိုဘက်ပွဲကိုကျွန်တော် Palace ကိုကြိုက်ပါတယ်ဒီပွဲကတော့ Nottingham Forest နဲ့ Leeds နဲ့ကတော့ကျွန်တော် Leeds ကိုပိုကြိုက်တယ်ဆိုပေမဲ့လို့Leeds ကတော့အနိုင်ရဖို့တော့အရန်ကြီးတော့မလွယ်ပါဘူး Northern Forest ရဲ့အိမ်ဝင်အနည်းဆုံး3လောက်တော့ခံသွားနိုင်တဲ့အနေအထားမျိုးပါဘာလို့ဆို Northern Forest ကသူတို့မိနစ်ကတော့တော်တော်လေးကောင်းထားတဲ့အသင်းဖြစ်ပေမဲ့လို့ကျွန်တော်အရန်ကြီးတော့မယုံချင်းသေးဘူးပြီးရင် Northern Forest နဲ့ Leeds เนี่ยသူက EFL ထပ်ပြီးတော့ကစားအောင်ပါနှစ်ပွဲစတိုက်ကစားရမှာဆိုတော့ကျွန်တော်တို့ဒီပွဲကတော့တက်နိုင်တော့ရှောင်းစေချင်တယ် EFL ရောက်မှာပဲကျွန်တော်တို့ထပ်ပြီးတော့ရွေးချယ်ကြပါတယ် Ipswich နဲ့ Sunderland နဲ့ပါIpswich တောင်တန်းပြတ်ပြီးတော့တက်လာပါပြီတစ်ဖက်က Sunderland ကလည်းမနေ့တုန်းကရားလက်တွေတော်တော်ကောင်းခဲ့တဲ့အသင်းသူတို့အနေထားတော်တော်ကြီးကိုမနေ့ကကောင်းခဲ့တယ် Europa League ဝင်မှာရှားခဲ့တဲ့ Sunderland ဖြစ်ပါတယ်လက်ရှိအနေထားအရတော့ Ipswich တောင်တန်းပြတ်တက်လာတယ်ဆိုပေမဲ့လို့ Ipswich တောင်ကတိတ်ပြီးတော့ကျွန်တော်တို့ယုံကြည်လို့မရသေးတဲ့အနေအထားမျိုးလည်းဖြစ်တယ်ဒါအောင်မှဒီဒဲဝင်ယူလောက်ပဲဖွင့်လှစ်ထားတာတော့ကျွန်တော်ဒီဆန်နာလန်ရဲ့ဈေးကွက်အရတော့အရန်ကြီးတော့သဘောမကျဘူးဆိုပေမဲ့လို့တန်းတဲ့အသင်းဖြစ်တဲ့အတွက်ကျွန်တော်အရန်ကြီးတော့မယုံကြည်သေးဘူး
ဥမာဒီနေ့ဆိုတန်းတက်တယ်မှာယုံကြည်လို့ရဆိုတာဟူးနဲ့ဒီ Israel ကတော့ဒီဈေးခွက်ရတော့ယုံကြည်လို့ရတယ်ဆိုပေမဲ့လို့အရန်ကြီးတော့ကျွန်တော်ခြေစွမ်းရတော့တိတ်ပြီးတော့မယုံကြည်ခြင်းသေးဘူးစောင့်တော့စောင့်ကြည့်ခြင်းသေးတယ်ကျွန်တော်ဆန္ဒလန်းကိုပဲပို့ပြီးတော့ဒီပွဲမှာကြိုက်ပါတယ်ဗျBrentford နဲ့ Tottenham ပွဲပါပြောရရင်တော့ Brentford က Tottenham နဲ့တူတိုင်းတော်တော်လေး struggle ဖြစ်တယ်တော်တော်လေးရှုံးခံရတယ်အရင်နှစ်တည်းကလည်းသူတို့ယာတီအစပွဲစဉ်တစ်တွေမှာသူတို့တွေးဆောင်ခဲ့ဘူးတယ်မမယာ2023-24ယာတီရောက်ပေါ့ဒီအဲ့တုန်းကလည်းဒီသူအချိုးပေးမှုကိုပေးတယ်ဒီတက်တော့နည်းနည်းနေတယ်ပေါ့ဒီတရေเจ้าမှာ20လောက်ရှုံးမဲ့အနေထားမျိုးပေးပြီးတော့တူးနဲ့ပဲပွဲပြီးခဲ့တယ်ဆိုတော့ဒီလိုအနေထားမျိုးတွေတောက်လျှောက်တွေးခဲ့ရတယ်ဒီ Brentford ကလည်းတော်နေရတဲ့တူတိုင်းရုံးခင်းရလေးရှိတယ်ဆိုတော့စငိန်ဆိုးတို့ဒီညဖြတ်သွားမယ်လို့ပဲကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့လက်ရှိအနေထားအရာတော့ဒီတော့ရှုံးမာခြင်းလိုင်းမှာနေနေတာဖြစ်တဲ့အတွက်တော့ Brentford တည်အပြင်သူတို့ပို့ပြီးတော့ရှုံးတော့မရှုံးတော့ဗျာဒါဒီအတွက်ကျွန်တော်ကတော့ဒီပွဲ Asian Brentford ကိုပို့ပြီးတော့ကြိုက်ပါတယ်ကျွန်တော် Brentford တည်အနိုင်လို့ပဲခံမှန်းထားပါတယ်ဒီပွဲကတော့နည်းနည်းတော့ risk ရောမှာပေါ့လေဒါမှမဟုတ်ရင်လည်းအသင်းအားမတန်ဘူးအပေါ်ကိုအောက်ကစားခြင်းနဲ့ဆိုရင်တော့လည်းကျွန်တော်ဒီပွဲကိုတော့ကိုအပေါ်ပဲပို့ပြီးတော့သဘောကျပါတယ်ဗျ EPL တွေအားလုံးပြီးသွားပြီဆိုတော့ကျွန်တော် series ပြောပါမယ်ဒီပွဲကတော့ Welcome back Monza ပေါ့လေ Monza တန်းပြန်ပြီးတော့တက်လာပါပြီဟိုတစ်နှစ်က Monza fighter တွေကိုတော်တော်လေးဒုက္ခပေးသွားတဲ့အသင်းမှာ Monza ကြတာတော်တော်များတယ်အဲ့ဒီနှစ်တုန်းကမရအင်တာနက်မှာသူတို့ထပြီးတော့အောင်သွားတာအဲ့တုန်းကအင်တာအိမ်ဝင်းမှာ Monza ကိုသူတို့ Master ရှိရနေတော့2025တုန်းကသူတို့တခါတွေ့ဆုံခဲ့ဘူးလေ3-2နဲ့ပွဲပြီးခဲ့တယ်အဲ့ပွဲမှာပေးခဲ့တဲ့အချိုးပေးမှုကနှလုံးတော့ရှုံးပေးခဲ့တာဖြစ်ပြီးတော့မွန်စာက C2 နဲ့စပြီးတော့အင်တာမီလန်အိမ်ဝင်းမှာအနိုင်ရှားခဲ့တာဖြစ်ပါတယ်ဒီတော့လက်ရှိအနေထားအရလဲဒီလိုအချိုးပေးမှုတွေပဲပြန်ပြီးတော့ပေးလာတယ်အဲ့တုန်းကထက်တောင်နည်းနည်းနေသွားတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ကအရန်ကြီးတော့နေရလို့တော့ပြောလို့မရဘူးဘာဖြစ်လို့အရန်ကြီးတော့နည်းနည်းပြောလို့မရဘူးဆိုတော့လက်ရှိဒီနှလုံးသားအချိုးပေးမှုဒီကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုအင်တာနက်မွန်စာသူတို့ရဲ့ rhythm တစ်ခုရှိတယ်သူတို့ရဲ့ rhythm ကဘယ်လိုလဲဆိုတော့အင်တာအိမ်ဝင်းနှစ်ပွဲဆက်စောရတဲ့အခါမျိုးဆိုတာထက်လေကြည့်တိုက်ဗျာသူတို့ဒီကျွန်တော်ရှေ့မှာပြောလို့ပဲဒီ3လပိုင်းတို့4လပိုင်းတို့မှာကစားတယ်ပြီးတော့ယာတီဆောက်မှာပြန်တွေ့တယ်အဲ့လိုအနေထားမျိုးပဲအခုပြန်ပြီးတော့တွေ့တာဖြစ်တယ်နောက်ဆုံးသူတို့တွေ့ထားတာမန်ချက်2025မှာတွေ့ရတယ်အခုလက်ရှိယာတီဆောက်မှာပြန်ပြီးတော့တွေ့ဗျာဧပြီလ16ရက်နေ့2023တုန်းကသူတို့ကစားခဲ့တယ်အဲ့တုန်းကသူတို့တလုံးကိုတဝက်ရှုံးလောက်ဖြစ်မှထင်တယ်အဲ့လောက်ပေးပြီးတော့0-1နဲ့ရှုံးတယ်ပြီးလက်ပြီးတော့ဩဂတ်စ်20ရက်နေ့2023မှာယာတီစာပွဲစစ်တွေပြန်ပြီးတော့တွေ့တယ်အဲ့လိုအကျော်ပြီးမှုပဲပေးပြီးတော့အဲ့ပွဲမှာအင်တာကသူတို့2-0နဲ့တကယ်ကိုပြက်အနိုင်ရခဲ့တာဖြစ်တယ်ဒီတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီအင်တာမွန်စာအကျော်ပြီးမှုတွေကဂိုးပေါင်းကိုကြည့်မယ်ဆိုရင်တော့ဂိုးပေါင်းဒီဟိုတပွဲနဲ့အရင်ကြီးတော့မကွာတာဖြစ်တဲ့အတွက်ဂိုးပေါ်နိုင်ရရှိရလို့ကျွန်တော်မြင်တယ်ဒီဘို့ကိုကျွန်တော်အင်တာဂိုးအပေါ်ကြိုက်ပါတယ်ဗျ။ Udinese နဲ့ကိုမိုနဲ့ပွဲပါပြောရရင်တော့ကျွန်တော် series ရနည်းနည်းတော့အပေါ်ရီများလိမ့်မယ် Udinese နဲ့ကိုမိုကတော့ကျွန်တော်အရှိတစ်ခေါက်မှာကိုမိုကဒီလိုအချောပေးမှုမျိုးပေးပြီးကြာထားတာဖြစ်တဲ့အတွက်တော့ကျွန်တော်ဒီတစ်ခေါက်တော့ကိုမိုနိုင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဥမာကိုမို Z1 တို့ဘာလို့နဲ့ fighter တွေကိုတဲခွဲသွားမယ်လို့ယူဆတာဖြစ်တဲ့အတွက်ဒီဘက်ကိုတော့ကျွန်တော် Udinese sorry ကိုမိုကိုအောက်ကိုပို့ပြီးတော့ကြိုက်ပါတယ်ဗျာကိုမိုကိုအောက်ပါဗျာဒီပွဲကတော့ပါမာနဲ့ကက်ကလီပွဲပါပါမာနဲ့ဒီကက်ကလီယာရီပွဲကတော့ပါမာကနောက်ဆုံးတစ်ချောတွေးဆုံမှာလေဒါမျိုးချောပြီးမျိုးပေးထားတယ်အဲ့ဒါအောင်မှသူတို့1-1နဲ့တေချခဲ့တာဖြစ်ပါတယ်ဒီတော့ပါမာဒီလိုပွဲမျိုးမှာထပ်ပြီးတော့မရှုံးနိုင်တော့ဘူးလို့ကျွန်တော်ထင်တယ်ပါမာဒီပွဲသူတို့အနည်းဆုံးတော့အိမ်ဝင်းမှာတေထက်ခံနေဦးမယ်လို့ပဲကျွန်တော်မြင်တယ်ဂိုးကလည်းကျွန်တော်ဂိုးအနည်းကိုပို့ပြီးတော့ကြိုက်ပါတယ်ဒီပွဲကတော့ကျွန်တော်အသင်းကိုရှောင်ပြီးတော့ပါမာနဲ့ကက်ကလီယာရီကိုဂိုးအနည်းကိုပဲရွေးချယ်ပေးစင်ပါတယ်ဂျီနိုဝါနဲ့နာပိုလီပွဲပါဂျီနိုဝါနဲ့နာပိုလီကတော့ကျွန်တော်နည်းနည်းဗီဒီယိုရှိနေပြီဆိုတော့မြင်ပြောလိုက်ပါမယ်ဒီပွဲကျွန်တော်နာပိုလီကြိုက်ပါတယ်သူတို့ရဲ့ head to head အရာဒါနာပိုလီမရှုံးလောက်မဲ့အလှည့်မျိုးနာပိုလီအနိုင်ပို့ပြီးတော့တေကြတဲ့အလှည့်မျိုးလို့ယူဆတာဖြစ်တဲ့အတွက်ကျွန်တော်နာပိုလီကိုကြိုက်တာဖြစ်ပါတယ်โอเคဆိုတော့ဒီပွဲကတော့ဂျာပြက်ပွဲပေါ့လေဒေါ်မန်နဲ့ပါယန်နဲ့သူတို့ကပ်ဖလားပွဲပါဒီပွဲကတော့နိုင်နေတဲ့အဖလားရမှာဖြစ်တဲ့တော့ကျွန်တော်ကတော့ဒီပွဲကိုမိနစ်90အတွင်းတော့ဒေါ်မန်ကိုကြိုက်ပါတယ်ဘာလို့လဲဆိုတော့ fighter တွေအနေနဲ့လည်းတော်တော်လေးဒီပွဲခံမှန်းတဲ့လူတွေအနေနဲ့လည်းဘိုင်ယန်ကိုတော်တော်မြင်မုန်းကျူးနေတာပါမိနစ်တုန်းကတော့ရှော့နိုင်နေတာဖြစ်တဲ့အတွက်ဒီနှစ်တော့ကျွန်တော်ဘိုင်ယန်အရင်နှစ်ကတော့ကိုပြက်ပါမလို့နည်းနည်းတန်မြတ်ဝင်ပြီးဒီပွဲကတော့အကြိုက်သေးတော့တိတ်မပါပြီမဲ့လည်းအပျော်လောက်စားခြင်းနေဆိုရင်တော့ကျွန်တော်ဒီပွဲကိုဒေါ်မန်ကိုပဲကြံပေးပါတယ်ဗျ
Espanyol နဲ့ Real ပါ Espanyol နဲ့ Real ကတော့ရှင်းပါတယ်ဒီပွဲကမနစ်တုံးက Real အိမ်ကွင်းမှာ Espanyol ကိုနှစ်သိပေးခဲ့ပြီးတော့2-0နဲ့ပြန်ခွာခဲ့တာဖြစ်ပါတယ်ဒီတော့ဒါအဝေးကွင်းမှာဆိုရင်တလုံးပြည့်ရှုံးလောင်ပေးရမယ့်အနေအထားမျိုးမှာလက်ရှိပေးထားတဲ့ဒီတလုံးတော့ဝက်ရှုံးလောင်ကတော့ကျွန်တော်အရန်ကြီးတော့သဘောကျတဲ့အနေအထားမျိုးမဟုတ်ပါဘူး Espanyol သူတို့မရှုံးလောက်ဘူးလို့တော့ထင်ပါတယ်ဒီပွဲ Espanyol ထိန်းကန်သွားလောက်မယ်လို့ကျွန်တော်ယူဆတာဖြစ်တဲ့အတွက်တော့ Espanyol ရှုံးရင်တော့2ဂိုးလောက်မပို့ပါဘူးကျွန်တော်တို့ဒီပွဲကို Espanyol ပဲကြိုက်ပါတယ်ဗျဒီပွဲက Bilbao နဲ့ Sevilla ပွဲပါဒီပွဲကတော့ကျွန်တော်ထင်တာမမှားရင်တော့ Bilbao ကိုတကူလောက်နဲ့တော့ကတ်နိုင်ပါမယ်လို့ထင်ပါတယ်2024-25ရာသီတုန်းကလည်းသူတို့ရာသီအစမှာပဲတွေ့ဆုံခဲ့တယ်အခုလိုမျိုးပဲဒီတလုံးတဝက်နိုင်လောက်မှာကိုပေါင်းနှလုံးတဝက်ရှုံးလောက်ပြန်ခံပြီးတော့သူတို့3-2နဲ့ဒါဇုံပေါ်ဝင်ခဲ့တာဖြစ်ပါတယ်ဒီတော့ဒီအနေထားမှာလည်းထပ်ပြီးတော့နိုင်လေဦးမယ်လို့ထင်ပါတယ် sorry 2025ကိုပြောတာဗျာ2024ရာသီကတော့သူတို့ကိုပေါင်းကနှလုံးအပြည့်ရှုံနေပါပြီးတော့1-1နဲ့ဆုံလိုက်ကြခဲ့တာဖြစ်ပါတယ်ဒီတစ်ချက်ကိုတော့သတိထားပါဒီပွဲကတော့ကျွန်တော်ပြီးပေါ်တကူနဲ့တော့နိုင်မယ်လို့ကျွန်တော်ခံမှန်းထားပါတယ်ဒီပွဲက Valencia နဲ့ Celta Vigo ပါ Valencia နဲ့ Celta Vigo ကတော့ကျွန်တော်တက်နိုင်ရင်တော့လွှတ်စေချင်တယ်ဒီပွဲကတော့လုံးဝမတက်နိုင်ဘူးနေချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီပွဲကို Valencia ကိုပဲပို့ပြီးတော့အကြံပေးပါတယ် Valencia ဒီကတော့မစိုးနိုင်နိုင်ကြီးရှိရလို့ပဲကျွန်တော်မြင်ပါတယ်ဥပမာ1-0လောက်ပေါ့ဗျာဒါဆိုရင်ကျွန်တော်သုံးချက်တွေကိုကုန်းကြီးဆွဲပြီးပြန်ပြောရရင်တော့ Premier League ကတော့မန်ယူပွဲကိုကျွန်တော်လွှတ်စေချင်တယ်ကျွန်တော် Premier League မှာကြိုက်တာဆိုရင် Palace ကြိုက်တယ်ပြီးရင်ကျွန်တော် Nottingham Forest ကြိုက်တယ်နောက်တစ်ပွဲထပ်ကြိုက်တာကတော့ Premier League မှာ Palace ကတော့ကျွန်တော်3 star လောက်ကြိုက်တယ် Nottingham Forest က2 star လောက်ကြိုက်ပါတယ် Brentford သုံးဖို့ဂိုးပေါ်ကတော့ကျွန်တော်တို့ကဒါ2 star လောက်ထပ်ပြီးတော့ကြိုက်ပါတယ်ဒါဆိုရင် Ipswich နဲ့ Sunderland ကတော့ကျွန်တော် Ipswich ကို1 star လောက် sorry Sunderland ကိုကျွန်တော်1 star လောက်ပဲကြိုက်ပါတယ် Inter နဲ့ Monza မှာဂိုးအများကိုကျွန်တော်3 star လောက်ကြိုက်ပါတယ်2 star အနေနဲ့ကတော့ကျွန်တော် Inter ကိုပို့ပြီးတော့ကြိုက်ပါတယ်ကိုမိုနဲ့ဒီ Udinese ကတော့ကိုမိုဂိုးအနည်းကိုကျွန်တော်2 star လောက်ကြိုက်ပါတယ်ပြီးရင် Bayern နဲ့ Dortmund ကတော့ကျွန်တော်တော့မကြိုက်ပါဘူးအဲ့ဒီပွဲကတော့လွှတ်လိုက်ပါဂျီနိုဝါနဲ့နာပိုလီကိုတော့နာပိုလီကိုကျွန်တော်3 star လောက်ကြိုက်ပါတယ်ပါမာနဲ့ကက်လီယာရီကတော့ကျွန်တော်ဂိုးအနည်းကိုကျွန်တော်2 star လောက်ကြိုက်ပါတယ်ဒါဆိုရင်တော့ကျွန်တော်အကြိုက်တွေအကုန်လုံးကျွန်တော်ဒါကုန်းရင်းဆွဲပြီးပြန်ပြောထားတာဖြစ်ပါတယ်အော်လာလီဂါကျန်သေးတယ်လာလီဂါကတော့ Espanyol ကိုကျွန်တော်2 star လောက်ကြိုက်ပါတယ် Valencia ကတော့မကြိုက်ပါဘူး Bilbao ကိုလည်းမကြိုက်ပါဘူးဗျဆိုတော့အားလုံးပဲအဆုံးကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဒီညကစားမယ်ဆိုရင်အဆင်ပြေကြပါစေခင်ဗျာကျွန်တော်ရဲ့သုံးသပ်ချက်တွေကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးကြပါအောင်ဒီနေ့ကတော့ဗီဒီယိုနည်းနည်းလေးရှေ့သွားပါတယ်ဒါပေမဲ့လည်းကုန်းလေးဆွဲပြီးတော့ပြန်ပြီးတော့ပြောပြထားပါတယ်ဗျာအားလုံးပဲအနိုင်ရလက်တွေစီတို့ရှောင်းလန်းနိုင်ကြပါစေ